အခုမြင်နေရတဲ့တိုက်စရာကြောက်ပဲတိုက်နှန်းရှင်မမြစိန်တို့အခုလူတိုက်ပြောင်းရတာဖြစ်ပါတယ်။ကိုဖုံးကျွယ်နဲ့မမြစိန်တို့ရဲ့အကြောင်းကဝမ်းနဲ့ကြေကွဲရဆုံးသောရည်နစ်ပွဲချစ်စလန်းလေးဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ channel မှာတောင်းဆိုမှုအများဆုံးထဲကတစ်ခုဖြစ်တဲ့ကိုဖုံးကျွယ်နဲ့တိုက်နှန်းရှင်မမြစိန်တို့ရဲ့ကြေကွဲစရာနောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓတဖြစ်ပွဲစိုက်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တော့ဇာနီပဲဖြစ်ပါတယ်။ဥစ္စာဆောင်လို့လူတိများတဲ့မမြစိန်ကဘိုးတိုင်းဒေသကြီးပြည်ခရိုင်ပတောင်းမြို့နယ်ကျုံမီအုပ်စုမြစိန်ရွာဇာတိပဲဖြစ်ပါတယ်။ကိုဖုံးကျွယ်ကတော့အထက်အညာဒေသပကံညောင်ဦးသားဖြစ်ပြီးအယောင်အဝယ်ကိစ္စနဲ့မြစိန်ကျွန်းကိုရောက်ရှိရာကနေမမြစိန်နဲ့တွေ့ဆုံကအိမ်တော်ကြခဲ့ပါရီမမြစိန်ကစပယ်ပန်းကိုအရန်ကြိုက်တဲ့အတွက်ကိုဖုံးကျွယ်ကမမြစိန်ကိုစပယ်ပန်းများနဲ့ပိုးပန်းခဲ့ရပါတယ်မမြစိန်ကကိုဖုံးကျွယ်နဲ့အိမ်တော်ကြပြီးတဲ့နောက်ပိုင်းမှာအမောင်တို့တဲကအရဲ့အမဲကြီးတွေသူမကိုပြန်ခဲ့တော့လို့လာခေါ်နေတဲ့အိမ်မက်တွေအမြဲမြင်မဲ့လာသလိုသူမကိုယ်တိုင်ကလည်းကြောက်လန့်တကြားအော်နေတတ်ပါတယ်ဘာဖြစ်တာကိုဖုံးကျွယ်ကသူမကိုမေးမြန်းပေမဲ့မမြစိန်ကဘာမှပြန်မပြောဘဲငိုတန်းငိုနေပါတယ်ဒီလိုနဲ့ကိုဖုံးကျွယ်နဲ့မမြစိန်တို့မှာသားတယောက်ထွန်းကားလာတဲ့နောက်ပိုင်းမှာလဲသူမရဲ့ခြောက်ချားစရာအိမ်မက်ဆိုးတွေပိုပြီးမြင်မဲ့လာတဲ့အတွက်ရွာဦးကျောင်းကဆရာတော်ကြီးထံတွားရောက်မေးမြန်းကြပါရီဆရာတော်ဘုရားကြီးကတကားမလေးမမြစိန်အနေနဲ့ငါမျက်နှာဖျားမှာအလူအတန်းလောက်ရမှာဖြစ်ကြောင်းဘဝအဆက်အဆက်တော်စားခဲ့ကြတဲ့မိဘမောင်နှမဆွေမျိုးသားချင်းတွေကိုအမျှဝေပေးရမှာဖြစ်ကြောင်းနဲ့မိမိကျမ်းမာရေးပုံမူကောင်းမွန်လာအောင်ဆုတောင်းရမှာဖြစ်ကြောင်းမိန့်ကြားတော်မူပါရီဒီလိုနဲ့မမြစိန်တို့ဖျားစီရောက်ရှိလာတဲ့အခါထူးဆန်းတဲ့ခန်းစားချက်တွေနဲ့အတူကျောင်းလိန်ဖျားဘေးကတော်တန်းထဲကနေတစုံတစ်ယောက်ကသူမကိုလက်ရက်ခေါ်နေသလိုမြင်အောင်လာပြီးမမြစိန်လည်းညှို့ယူဖန်ဆာခြင်းခံရတဲ့ခန်းစားချက်နဲ့ဆုနစ်လာကရင်တွေတုံးလာပါရီဒါကိုဖုံးကျွယ်ကဘာကိုမှမမြင်ရတဲ့အတွက်အချင်းနေမဟန်တော့တာကိုရိမ့်မိလာတဲ့ကိုဖုံးကျွယ်ကပဲမမြစိန်ကိုခေါ်ကာကမန်းကတန်းပြန်လာခဲ့ရပါတယ်အဲ့ဒီနောက်မမြစိန်ရဲ့ကျမ်းမာရေးပြန်ကောင်းလာပေမဲ့သူမရဲ့သားလေးအသက်9နှစ်အရွယ်ရောက်တဲ့အခါမှာတော့မမြစိန်ရဲ့ကျမ်းမာရေးပိုဆိုးလာသလိုဘသူကမှလည်းစကားသိမပြောတော့ပါဘူးဒါကြောင့်ဆရာတော်ဘုရားကြီးကသူမရဲ့သားလေးကိုရှင်ပြုတ်ပေးဖို့အတွက်မိန့်ကြားလာပြီးတဘိုးတွဲလာပြီးကြော်မှာအလှကြီးပေးဖို့စီစဉ်ကြပါတယ်ကိုဖုံးကျွယ်ကတဘိုးတွဲလာဇမ်းမှာပြည်မြို့ကိုကုံသွားရောင်းပြီးအပြန်မမြစိန်မှာကြားလိုက်တဲ့သားလေးအတွက်မောင်ရင်လောင်းဝတ်စုံတင်ကန်းပရိခရာပစ္စည်းများဇနီးမောင်နှံဩဇာများနဲ့လူပွဲပစ္စည်းများအပြင်အခန့်ကျွေးမွေးဖို့အတွက်ပစ္စည်းများကိုပါအစုံအလင်ဝယ်ယူပြီးလေစိတ်စီဆင်းလာပါတယ်လေစိတ်မှာဆေးဆရာကြီးတူနဲ့တပည့်ဖြစ်သူကငါးမျက်နှာဖျားစီလီကြုံလိုက်ခြင်းကြောင်းပြောလာတဲ့အတွက်ကိုဖုံးကျွယ်လဲခေါ်လာခဲ့ရပါတယ်ဒီလိုနဲ့ရေစုံဆင်းလာတဲ့လေကြီးက2မိုင်ခအကွာပတောင်းမြို့မရောက်မီကျွန်းဘေးမှာလှော်နေတဲ့လှော်တဲ့ကြီးကထူးဆန်းစွာရုတ်တရက်ကျိုးသွားပါတယ်ဒါကြောင့်ကျုံးပေါ်တက်ကတစ်သားတက်တစ်ချောင်းကိုခေါ်ယူရပြီးကိုဖုံးကျွယ်တက်ခုတ်တဲ့ကျုံးကိုယခုတက်တစ်ကျုံးလို့ခေါ်ကြပါတယ်ကိုဖုံးကျွယ်နဲ့ထူလူ2ယောက်ကအဲ့ဒီကျုံးမှာညအိတ်ရနာရပြီးနောက်နေ့မှာခီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ထောက်ရှားတန်းရွာလေးစိတ်မှာခီးတဲ့2ဦးကိုထားခဲ့ပြီးကိုဖုံးကျွယ်တယောက်တည်းရွာကိုပြန်လာပါတယ်နောက်နေ့မှာတော့ဇရာတော်နဲ့တိုင်ပင်ပြီး
တဘိုးတွေလာပြီးကျော်10ရက်နေ့ကိုလူရက်တမ်းမှကြပြီမယ်တဘိုးတွေလာပြီးကျော်10ရက်နေ့ညလူချေတက်ချိန်မှာတကြွလုံးကခွေးများရုတ်တရက်ဦးလာကြတဲ့အတွက်တကြွလုံးခြောက်ခြားစွာစူညံလာပါတယ်အဲ့ဒီအချိန်မှာအိပ်ပျော်နေတဲ့မမြစိန်ရုတ်တရက်လာနိုးလာပြီးသူတို့လာခေါ်နေပြီးဖြစ်ကြောင်းထပ်ပြီးနေအားလုံးကဝိုင်းဆွဲခဲ့ရပါတယ်ကူဖုံးကျွဲကလေပေါ်ပါလာတဲ့စီးစရာကိုတတိယသွားပြီးငါးမျက်နှာဖျားစီထွက်လာပါတယ်ကူဖုံးကျွဲကစီးစရာကြီးကိုအကျိုးကြောင့်ရှင်းပြကာစေးကုပေးဖို့ပေးပေမဲ့စီးစရာကြီးကမလိုက်နိုင်ပဲစေးတချို့နဲ့ကြီးမန်းကျိုးကိုသာပေးလာပါတယ်ကူဖုံးကျွဲလဲစီးစရာပေးလာတဲ့စီးကိုတိုက်ပြီးကြီးမန်းကျိုးကိုမမြစိန်လည်းပဲမှာစုပ်ပေးလိုက်ပေမဲ့တဘိုးတွေလက်ပြီးကျော်9ရက်နေ့ညမှာတော့မမြစိန်တယောက်လူလောကကနေထွက်ခွာသွားခဲ့ရပါတယ်ဒါကြောင့်တားလေးရဲ့ရှင်ပြုတ်ဝဲဟူတော့မမြစိန်ကလူလောကမှာမရှိရှာတော့ပဲတိုင်နှန်းရှင်ဘဝနဲ့တာတားလေးရဲ့ရှင်ပြုတ်ဝဲကိုကြည်ကွဲဝမ်းနဲ့စွာကြည်နေခဲ့ရပါတယ်ဒီလိုနဲ့တဘိုးတွေလာကွယ်နေမှာတော့ကူဖုံးကျွေတယောက်သားလေးနဲ့အတူစကားမပြောတတ်တဲ့ကိုရွှေအားဧည့်သည်တယောက်နဲ့ပါငါးမျက်နှာဖျားလာဖူးကြပါရင်ဒါအပြင်မမြစိန်ရှိနေမယ်လို့ပြောသွားတဲ့ကြောင်လင်းဖျားပေကဇလီရတော်တဲ့ရောက်သွားတဲ့အခါစီးစရာနဲ့သူ့ရဲ့တပည့်ကိုတွေ့ရပါတယ်စီးစရာကြီးကမမြစိန်နဲ့တွေ့ကျင်ရင်စီဝိုင်းနဲ့ဝင်လာခဲ့ဖို့ခေါ်တဲ့အခါကူဖုံးကျွေနဲ့ကိုရင်လေးလဲဝင်ထိုင်လိုက်ပေမဲ့စကားမပြောတတ်တဲ့ကိုရွှေအားကစီဝိုင်းထဲမဝင်ပဲအဝေးကနေစောက်ကြည့်နေပါတယ်။ဆေးဆရာကြီးကအတန်နဲ့ကြီးနဲ့မမြစိန်ကိုအမိတ်ပေးပြီးခေါ်လိုက်တဲ့အချိန်မှာအချိန်ကမဟုတ်ပဲနေပြေးများတိုက်ခတ်လာပြီးတောင်းဟီတန်လိုတစ်ပင်တွေရိမ့်ရိုင်းလာကတတော်လုံးစူညံလာပါတယ်။အဲ့ဒီအချိန်မှာကိုရွှေအားရရောက်မျိုးလေးပဲစီဝိုင်းထဲပြေးဝင်ကတိုက်ဆရာရဲ့အစီအမံများကိုခြေထောက်နဲ့ကန်ကြောက်ဖျက်ဆီးပြီးကိုရွှေအားကအောင်ပြီးလို့ရုတ်တရက်ထအော်ပါတယ်တိုက်ဆရာကြီးနဲ့တပည့်ကမြေကြီးတဲလူးလက်ပြီးအော်ဟိနေချိန်မှာကုဖုံးကျွယ်တို့သားဖလည်းကြောက်လတကြားနဲ့ရွာကိုပြေးလာကြပါတယ်တကယ်တော့မမြစိန်ကငါးမျက်နှာဖျားတိုက်ကိုစောက်ရတဲ့ဥစ္စာစောက်ဖြစ်ပြီးလူပြည်ကိုခဏသွားခြင်းကြောင်းသားသမီးရရင်တိုက်နှန်းစီပြန်လာမှဖြစ်ကြောင်းဂတိပေးထားတဲ့သူဖြစ်ပါတယ်တိုက်နှန်းထဲမှာတော့မမြစိန်တို့မောင်နှမ4ယောက်ရှိပြီးကိုရွှေအားကမမြစိန်ရဲ့မောင်လို့ဆိုကြပါတယ်တိုက်နှန်းရှိရာကိုတိုက်စရာတွေတိသွားကြတဲ့အတွက်မမြစိန်တို့တိုက်နှန်းလဲဗဒါမျိုးမြောက်ဖျားကဖိုးဦးတောင်စီပြောင်းသွားခဲ့ရပါတယ်နောက်ဆုံးအနေနဲ့ဒီယနေ့ကြီးကွဲပွဲတိုက်နှန်းရှင်မမြစိန်ရဲ့လက်ရှိတိုက်နှန်းကိုယခုပြည်မြို့ရွှေဘုံသာမုနိစီတီတော်မှာခန္ဓာထေဝါစွာတွေ့မြင်နိုင်ပါကြောင်းဘ ഹു တုတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်